ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ဒီ Messenger app တွေ Viber app တွေမှာကျွန်တော်တို့တစ်ဖက်ကနေ message ရိုက်လာရင်နောက်တစ်ဖက်မှာချက်ချင်းပေါ်တာမျိုးပေါ့ဒါမှမဟုတ်လည်းကျွန်တော်ရွှေဈေးငွေဈေးဒီဘောလုံးပွဲ score တွေ stock market တွေအဲ့ဒီ website တွေမှာကျွန်တော်တို့ value တွေကသူ့လိုလို update ဖြစ်နေတာကိုကျွန်တော်သတိထားမိကြမှာပါအဲ့လိုမျိုး real time update ဖြစ်ဖို့ကိုနောက်ွယ်ကနေ support ပေးနေတဲ့ technology က web socket ဆိုတဲ့ technology ဖြစ်ပါတယ်ကျွန်တော် web socket ဆိုတဲ့ technology မပေါ်ခင်ဆိုရင်ကျွန်တော်တို့ HTTP pooling ဆိုတဲ့ကျွန်တော်တို့ technique ကိုသုံးကြတယ်ပေါ့နော်အဲ့ဒါကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဒီ website တွေကနေပြီး server ဘက်ကို update ရှိပြီလား update ရှိပြီလားဆိုပြီးတော့ကျွန်တော်10 second တစ်ခါဒါမှမဟုတ်5 second တစ်ခါသွားပြီးတော့ network request ပို့နေရတဲ့ technique ဖြစ်ပါတယ်အဲ့လို technique ကကျွန်တော်တို့ဒီ network resource တွေလည်းအများကြီးကုန်တဲ့အပြင် real time လည်းတိတ်ပြီးတော့မဖြစ်ဘူးပေါ့နော်အဲ့ဒါကြောင့်အခုဒီဗီဒီယိုမှာတော့ကျွန်တော်တို့ဒီ HTTP pooling ရဲ့ကျွန်တော်အားနည်းချက်တွေ client နဲ့ဒီ server နှစ်လမ်းသွားလမ်းကိုဖောက်ထားတဲ့ web socket ဆိုတဲ့နည်းပညာကိုကျွန်တော်အသေးစိတ်လေ့လာသွားကြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံး HTTP ရဲ့အလုပ်လုပ်ပုံနဲ့ HTTP ကဒီ real time မှာဘယ်လိုအားနည်းချက်ရှိလဲဆိုတာကိုအရင်ဆုံးနားလည်အောင်ကျွန်တော်ကြည့်ကြမယ်ဒီအတွက်ကျွန်တော်ဒီတက္ကသိုလ်ဆိုတဲ့ website ကိုပဲကျွန်တော်မှီညမ်းပြီးတော့ကျွန်တော်ပြောသွားကြမှာဖြစ်တယ်။ဒါကြောင့် HTTP ဆိုတာကဒီ request response model ဖြစ်တယ်ပေါ့နော် request response model ဆိုတာကတော့ client ဒီ browser ကနေကျွန်တော် request ပို့တယ် server ကနေအဲ့ request ကိုကျွန်တော် process လုပ်ပြီးတော့ response ပြန်ပို့တယ်ဒါပဲပေါ့နော်အဲ့လိုမျိုးပြီးသွားရင်ကျွန်တော်တို့ကချိတ်ဆက်မှုကကျွန်တော်ပြတ်သွားပြီပေါ့နော်အဲ့ဒါကဘလို့အခြေအနေအတွက်ကောင်းလဲဆိုတော့ကျွန်တော်များသောအားဖြင့် static content တွေအတွက် website တွေမှာသုံးနေများသောအားဖြင့်နေရတော့ကျွန်တော် HTTP ကိုပဲကျွန်တော်သုံးထားကြတာဖြစ်ပါတယ်ကျွန်တော် form request တွေကျွန်တော်တို့ web page တွေကိုကျွန်တော် request လုပ်တဲ့ဟာတွေအကုန်လုံးကကျွန်တော် HTTP နဲ့ပဲကျွန်တော်သွားတာပါဒါပေမဲ့သူ့မှာက real time အတွက်အားနည်းချက်ရှိနေတာပေါ့နော်ဟိုမှာကျွန်တော် chat app တွေခုနကပြောတဲ့browser ကိုကြည်ချက်ချင်းပေးဖို့လိုတဲ့ဒီ real time ဟာတွေကျွန်တော်တို့ game ဆော့တဲ့ဟာတွေမှာ live update ပြတဲ့ကဏ္ဍတွေကြာကျွန်တော်ဒီနည်းလမ်းအားနည်းချက်ဖြစ်နေတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် server ကနေဒီ client ဘက်ကို request ကျွန်တော်ပို့လို့မရဘူးပေါ့နော် browser ကပဲအမြဲတမ်း request ကိုစာပြီးပို့ရမှာဖြစ်တယ်ဒီမှာလည်းကျွန်တော် server ကနေဒီ client browser ဘက်ကိုအချက်လက်ရတာနဲ့တုံ့ပို့ပေးနိုင်တဲ့နည်းလမ်းတွေက HTTP မှာများသောအားဖြင့်မရှိဘူးပေါ့နော်အဲ့အတွက်ကျွန်တော် real time ဆက်သွယ်မှုတွေအတွက်ဒီ server ကနေလဲ client စီကိုကျွန်တော်လိုအပ်ရင်ချက်ချင်းပို့ပေးနိုင်တဲ့နည်းလမ်းတစ်ခုလိုအပ်လာဖြစ်တယ်ပေါ့အဲ့ဒါကြောင့်ပဲကျွန်တော်တို့ဒီ web socket ဆိုတဲ့နည်းပညာကကျွန်တော်ပေါ်ပေါက်လာတာဖြစ်ပါတယ်ခုနလိုမျိုး real time ရဖို့အတွက်အားနည်းချက်တွေဖြစ်နေတဲ့ဟာကိုကျွန်တော်ကြော်လွှားဖို့အတွက်ကျွန်တော်တို့စူးစမ်းခဲ့တဲ့နည်းလမ်းတွေရှိပါတယ်အဲ့တော့အရင်ဆုံး pooling ဆိုတာပါ pooling ဆိုတာကတော့အချိန်မှန်လိုက်မေးခြင်းပေါ့နော်ခုနကကျွန်တော်ပြောသလို5 second တစ်ခါ10 second တစ်ခါကျွန်တော်တို့ new update ရှိပြီလားဆိုပြီးတော့ client ဘက်ကနေ server ဘက်ကို request interval နဲ့ပို့နေတဲ့ပုံစံမျိုးပါအဲ့တော့ pooling ရဲ့အားနည်းချက်မှာကကျွန်တော် request တွေက5 second ဆိုတာစဉ်းစားကြည့်အောင်တစ်နာရီတွင်းမှာ request တွေအများကြီးဖြစ်သွားနိုင်တယ်ဗျာအဲ့အတွက်ဒီ request တွေဇက်တိုက်ပို့နေရတယ်ပြီးရင် server ကလည်းအဲ့ request တွေကိုပြန်ပြီးတော့ဖြည့်နေရတယ်ဇက်တိုက် update ဖြစ်နေတာမဟုတ်ဘူးပေါ့နော်အဲ့အတွက်5 second တစ်ခါလာပို့နေတဲ့ request တွေကများသောအားဖြင့်ဘာမှမရှိဘူးလို့ပဲကျွန်တော်တို့ server response ပြန်နေရများတယ်အဲ့အတွက်လည်း server မှာကျွန်တော်တို့ဝင်ပြီးစေတယ်ဒါမှမဟုတ်ကျွန်တော်တို့5 second 10 second မပို့ဘူးကွာအဲ့ဒါဆိုရင်ကျွန်တော်တို့နိုင်ဝက်တစ်ခါလောက်မှပို့မယ်အဲ့ဒါဆိုရင်လည်းကျွန်တော်ဒီနိုင်ဝက်ချားမှာဖြစ်သွားတဲ့ကျွန်တော် update တွေကို real time မြင်ရတော့မှာမဟုတ်ဘူးပေါ့နော်ဒီဘက်က message တစ်ခုပို့လိုက်ရင်အဲ့ဒါကနောက်နိုင်ဝက်လောက်နေတော့မှဟိုဘက်ကိုရောက်မလို့မျိုးဖြစ်နေတာပေါ့နော်အဲ့အတွက်ကလည်းနှောင့်နှေးစေတဲ့အားနည်းချက်ရှိနေပြန်အောင်ပေါ့နော်အဲ့အတွက်နောက်တနည်းလမ်းကိုသူတို့သုံးလာကြတယ်ပေါ့နော် long pooling ဆိုတာ long pooling ဆိုတာတော့ကျွန်တော် request ပို့လိုက်တယ် client ကနေကျွန်တော်ဒီမှာဆိုရင် client ကနေ request ပို့လိုက်တယ် server ကအဲ့ request ကိုချက်ချင်းမပြန်ဘူးပေါ့အဲ့ request ကိုဒီတိုင်းပဲကင်ထားတယ်အဲ့ request ကိုဒီတိုင်းဖွင့်ထားတယ်ဒါပေမဲ့ update ဖြစ်ပြီဆိုမှအဲ့ request ကို response ပြန်ပေးလိုက်တယ်အဲ့လိုပြန်ပေးလိုက်တဲ့အချိန်မှာ client ကအော် okay ဒါ update ဖြစ်ပြီးအဲ့ response ကိုသူရပြီပေါ့နော် update value ရပြီပြီးချင်းမှာပဲသူကချက်ချင်းနောက်ထပ် immediately request နောက်ထပ် request တစ်ခုထပ်ပြီးတော့ပို့လိုက်တယ် server ဘက်ကို server အဲ့ request ကိုခုနကပုံစံတိုင်းပဲကင်ထားပြန်တယ်ပြီးတော့မှdata ရလာမှကျွန်တော်ပို့လိုက်တယ်ပေါ့နော်ဒါကခုနက HTTP pooling ထက်စာရင်နည်းနည်းလေးပိုကောင်းတယ်လို့ထင်ရတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကဘာလဲဆိုတာကိုကျွန်တော်ကြည့်အောင်ခုနကလို connection တွေကိုခဏတန်ပြီး request ပို့ရတယ် server ဘက်ကလည်း i connection တွေကိုအများကြီးဖွင့်ထားရတယ်ပေါ့နော်ဒီဟာကပြီးတော့ဒီ bi-directional communication မဟုတ်သေးဘူးပေါ့နော် server ကကြိုက်တဲ့အချိန်မှာပို့တာမျိုး client ကလိုတော့မှပို့တာမျိုးမဟုတ်ဘဲနဲ့ client ကအမြဲတမ်းပို့ထားပြီး server ကဒီ request ကြီးကိုအမြဲတမ်း open ထားရတာပေါ့နော်ဖွင့်ထားတာအဲ့ဒါကလည်း long pooling ရဲ့ကျွန်တော်တို့အားနည်းချက်ဖြစ်နေပြန်တယ်ဒီဟာကတော့ကျွန်တော်တို့ HTTP နဲ့ပဲခုနက real time ရဖို့အတွက်စူးစမ်းခဲ့တဲ့နည်းလမ်းတွေပေါ့နော်ဒါပေမဲ့လည်းသူတို့ရဲ့အားနည်းချက်တွေကြောင့်ပေါ့နော်ဒီ server က client စီကိုလိုအပ်တော့မှပဲကျွန်တော်တို့ပို့ပေးနိုင်တဲ့ဒါမှမဟုတ် client ကလည်း server စီကိုကြိုက်တဲ့အချိန်ပို့နိုင်တယ် bi-directional ဖြစ်တဲ့ဒီလမ်းကြောင်းတစ်ခု
မဖြစ်မနေလိုလာပြီဆိုပြီးတော့ကျွန်တော်သိလာတယ်အဲ့အတွက်ဒီလိုမျိုးလိုအပ်ချက်တွေကိုကျွန်တော်ဖြည့်ဆည်းပေးဖို့အတွက်ဒီ WebSocket ဆိုတဲ့နည်းပညာကဒီပေါ်ပေါက်လာတာဖြစ်ပါတယ်အဲ့ကျွန်တော် WebSocket ဆိုတဲ့နည်းပညာကို2008လောက်မှာစပြီးတော့ဆွေးနွေးကြပြီး2011လောက်မှာတရားဝင်ပေါ်ပေါက်လာခဲ့တယ်ပေါ့နော်သူတို့ရဲ့ဒီအဓိကရွေချက်ကခုနကအားနည်းချက်တွေကိုကျွန်တော်ဖြည့်ရှင်းပေးဖို့ဖြစ်တယ်အဲ့တော့ WebSocket ရဲ့အဓိကဘာတွေကောင်းလဲဆိုတာကိုကျွန်တော်ကြည့်အောင်သူက persistent connection ပြောချင်တာကတော့အမြဲတမ်းဖွင့်ထားတဲ့လမ်းကြောင်းတစ်ခုပေါ့နော်ဒီအစာပိုင်းမှာတော့ HTTP နဲ့ handshake လုပ်တယ်ပြီးရင်တော့အမြဲတမ်းဖွင့်ထားတဲ့လမ်းကြောင်းဖြစ်သွားတယ် connection ကိုအသစ်ထပ်ပြီးတော့ထပ်ဖွင့်နေစရာမလိုဘူးခုနကလိုနှစ်ဖက်စလုံးချိန်မြေပြောဆိုနိုင်ရင်ဒီ request ပို့တော့မှ response ပြန်တာမျိုးမဟုတ်ဘဲနဲ့ဒီ server ဘက်ကလည်းလိုအပ်ရင်လိုအပ်သလို data တွေကိုလှမ်းပြီးတော့ပို့လို့ရပါတယ်အဲ့ဒီအတွက်ချက်ချင်း update ရတယ် pooling မှာတော့လိုမျိုး request တွေအများကြီးပို့ရတာမျိုးမလိုတော့တဲ့အတွက်ဒီအပိုအလုပ်တွေလည်းအများကြီးနည်းသွားပါတယ် WebSocket connection ကိုဘယ်လိုပြုလုပ်တာလဲဆိုတာကိုကျွန်တော် technically ကျွန်တော်ကြည့်အောင်အရင်ဆုံးဒီ client ကနေပြီးတော့ကျွန်တော် request ပို့တယ် request ထဲမှာငါတို့ကဒီ HTTP protocol မဟုတ်ဘဲနဲ့ WebSocket protocol ကိုကျွန်တော် upgrade လုပ်ချင်ပါတယ်ဆိုပြီးတော့ကျွန်တော် request ပို့လိုက်တယ် server ကနေပြီးတော့အဲ့က response ကို okay နားလည်ပြီငါတို့သဘောတူပါတယ်ဆိုပြီးတော့ကျွန်တော်ပြန်ကြားလိုက်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့က WebSocket connection ကိုကျွန်တော်ထူထောင်ပြီးသွားပြီဖြစ်တယ်ဒီမှာဆိုရင်ဒီ client ကပို့လိုက်တဲ့ request ပုံစံမျိုးပေါ့နော်ဒီမှာဆိုရင် upgrade WebSocket connection upgrade ဆိုပြီးတော့ကျွန်တော်ပို့လိုက်တယ်ဟိုကကျွန်တော်တို့ဒါ response ပြန်တယ် upgrade WebSocket ဒီ switching protocol ကိုကျွန်တော် switch လိုက်တယ်ပေါ့နော်ပြောချင်တာ protocol ဆိုတာတော့ကျွန်တော်စီမင်းစည်းကမ်းလေးတွေပေါ့ဗျာဒီ HTTP မှာလည်းသူ့ရဲ့စီမင်းစည်းကမ်းတွေရှိသလိုဒီ WebSocket protocol မှာလည်းသူ့ရဲ့စီမင်းစည်းကမ်းလေးတွေရှိတယ်အဲ့အတွက်ဒီ WebSocket စီမင်းစည်းကမ်းတွေနဲ့ညီငါတို့ connection ထူထောင်ကြမယ်ဆိုပြီးတော့သဘောတူညီချက်ရတဲ့ပုံစံမျိုးပေါ့နော်ဒီမှာဆိုရင်ကျွန်တော် client ကနေပြီးတော့ကျွန်တော်တို့ get request ဒီမှာတခုပို့တယ် upgrade WebSocket ကို upgrade လုပ်ပါမယ်ဆိုပြီးတော့ပို့တယ် server ကနေပြီးတော့ okay ငါတို့ WebSocket ဖြစ်ပြောင်းကြမယ်ဆိုပြီးတော့ response ပြန်ပေးတယ်အဲ့ဒီမှာနှစ်ယောက်လုံးသဘောတူညီချက်ရပြီးတော့ကျွန်တော် WebSocket connection ကိုကျွန်တော်ထူထောင်သွားနိုင်ပြီဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ WebSocket connection ကခုနကလိုမျိုး server ကနေပို့ပြီးရတဲ့အချိန်မှာကျွန်တော် HTTP connection ကနေပြီးတော့ WebSocket connection ဖြစ်ထူထောင်ပြီးသွားပြီအဲ့ဒီအချိန်မှာကျွန်တော်တို့ဒီဖုန်းပြောနေတဲ့ပုံစံလိုမျိုးဖြစ်သွားပြီ client ကလည်းကြိုက်တဲ့အချိန် request ပို့လို့ရတယ်လို့ server ကလည်းသူကြိုက်တဲ့အချိန် client ဘက်ကိုကျွန်တော် data တွေလှမ်းပို့ပေးလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီ WebSocket connection ကိုတိစောက်ပြီးသွားပြီးထားပါတော့ဘလို့အချိန်နေမှာကျွန်တော်ပြန်ပြီး close လုပ်လဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့နည်းကြည့်အောင်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တစ်ခါလေကြာရင် client ကနေပြီးတော့ line မကောင်းတဲ့နေရာမျိုးရောက်သွားမှာမျိုးရှိတယ်ပေါ့နော်အဲ့လိုအချိန်နေမှာ server ကနေပြီး data တွေပို့လိုက်တဲ့အချိန်မှာ client စီကိုလည်းမရောက်ဖ ೇನೆ လန်တစ်ဝက်မှာပျောက်ဆုံးသွားတာမျိုးဒီမဖြစ်ဖို့အတွက်သူတို့သုံးတဲ့နည်းလမ်းရှိပါတယ်အဲ့ဒါကတော့ heartbeat mechanism လို့ခေါ်ပါတယ်အဲ့ဒါကတော့ဒီ server ဘက်ကနေ ping ဆိုတဲ့ request လမ်းပို့တယ် client ကနေပြီးတော့ pom ဆိုတဲ့ကျွန်တော်ပြောရမယ် ping ပေါင်ရိုက်တယ်လို့ပေါ့နော်ဒီ pom ဆိုတဲ့ response ပြန်ပေးတယ်အဲ့လိုအချိန်ဒီမှာသူတို့ရဲ့ connection ကဆက်ရှိနေသေးတယ်ပေါ့နော်တကယ်လို့ server က ping ပို့လိုက်ပြီးတော့ client ကသတ်မှတ်တဲ့အချိန်အတွင်းမှာကျွန်တော် pom ဆိုတဲ့ request ပြန်မပို့ဘူးဆိုရင်ဒီ connection ကို close လုပ်လိုက်မှာဖြစ်ပါတယ်အဲ့လို close လုပ်လိုက်တဲ့အားဖြင့်ကျွန်တော်တို့ server ဘက်မှာလည်း memory ပို့ပြီးတော့ထွက်လာမယ်အပြင်ပို့ပြီးတော့ resource တွေကိုတခြား connection တွေအတွက်ပို့ပြီးတော့သုံးနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ WebSocket ကိုကျွန်တော်ပြောမယ်ဆိုရင်ဒီ client ဘက်အချမ်းနဲ့ဒီ server ဘက်အချမ်းဆိုပြီးတော့နှစ်ချမ်းရှိတယ်ပေါ့နော်ဒီပုံမှန်မြင်တဲ့အတိုင်းပဲဒီ browser တွေကဒီ server နဲ့ကျွန်တော်တို့ WebSocket connection အများကြီးကျွန်တော်တို့ချိတ်ဆက်ထားလို့ရတယ် client ရဲ့အခန်းကဏ္ဍကတော့ဒီ client ကျွန်တော် browser တွေဘက်မှာကတော့ကျွန်တော် built-in WebSocket API ကျွန်တော်ပါပြီးသားဘာမှထပ်ထည့်စရာမလိုဒါပေမဲ့များသောအားဖြင့်ကတော့ဒီ socket.io ကိုကျွန်တော်သုံးကြတာများတယ် client ဘက်မှာရော server ဘက်မှာရောပေါ့နော် server ကလည်းဒီကျွန်တော် server ရဲ့ကျွန်တော် language ပေါ်မူတည်ပြီးတော့ဒီ WebSocket server အဖြစ်တည်ဆောက်ဖို့ library တွေဒီမှာအများကြီးရှိတယ်ပေါ့နော်ဒီမှာဆိုလည်းကျွန်တော်ဖော်ပြထားတယ်များသောအားဖြင့်ဒီ socket.io ကလည်းအများကြီးကျွန်တော်တို့support လုပ်ပေးပါတယ်ကျွန်တော် server ဘက်မှာဆိုရင်လည်းဒီ language တွေကိုဒီ socket.io နဲ့သုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့ socket.io မဟုတ်ရင်လည်းတခြားကြိုက်တဲ့ library ကိုသုံးပြီးတော့ WebSocket server ဖြစ်ကျွန်တော်တို့တည်ဆောက်လို့ရပါတယ်အဲ့အတွက်ကျွန်တော်တို့ဒီ live chat app တွေတခုကိုကျွန်တော်တို့အစအနေပြီး create လုပ်ကြည့်မယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော် socket.io အသုံးပြုရမယ် socket.io ဆိုတာကတော့ရှိပြီးသား WebSocket ကိုမှ special feature လေးထပ်ပေါင်းထည့်ပေးထားတဲ့ library လို့ပြောလို့ရပါတယ် WebSocket တည်တဲ့ library ကတော့နည်းနည်း low level ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ reconnect လုပ်ဖို့အတွက် mechanism တွေဒီတခြား mechanism တွေကိုကိုယ့် developer ပြန်ရေးရတယ်ပေါ့နော်အဲ့ဒီအတွက်ဒီဟာတွေအကုန်လုံးကိုဒီ socket.io ကကျွန်တော်တို့ရေးထားပေးပြီးသားဖြစ်တယ်အဲ့ဒီအတွက်ကျွန်တော်အလွယ်တကူခေါ်သုံးရုံပဲပေါ့နော်သူ့ရဲ့ feature လေးကိုကြည့်အောင် HTTP long polling fallback ဆိုတာတကယ်လို့ WebSocket connection ချိန်လို့မရတဲ့ browser တွေမှာဖြစ်ဖြစ်တခြားဟာတွေမှာဆိုရင်ကျွန်တော်တို့က fallback အနေနဲ့ HTTP long polling ကိုကျွန်တော်သုံးပေးထားတယ် automatic reconnection ဆိုတာကတကယ်လို့
client နဲ့ server ကြားမှာ connection ပြတ်သွားရင်တော့သူကပြန်ပြီးတော့ reconnect လုပ်ဖို့အတွက် feature လေးတွေထည့်ပေးထားတယ်ကျွန်တော် disconnect ဖြစ်သွားရင် connection ပြန်ရတဲ့အချိန်မှာပြန်ပို့ပေးတယ်အဲကြောင့်ဒီမှာ acknowledgement ဆိုရင်ကျွန်တော်တို့အလွယ်ကူဆုံးနီလန်အဆင်ပြေတဲ့နီလန်ပေါ့နော် event တစ်ခုဖြစ်တိုင်းမှာပြောချင်တာကuser room တစ်ခုကို join တဲ့အချိန်မှာဖြစ်အဲ့လိုမျိုးခြေနေမှာ event ပေါ်မူတည်ပြီးတော့ကျွန်တော်လုပ်လို့ရတဲ့ feature လေးတွေလည်းထည့်ပေးထားတယ်ဒီမှာဆိုလဲ time out ပါထပ်ပြီးတော့ထည့်ပေးထားတာမျိုးလည်းရတယ်ပြီးရင် broadcasting ဆိုတာကကျွန်တော် server ကနေသူနဲ့ချိတ်ဆက်ထားတဲ့ client တွေအများကြီးကိုတခါတည်းနဲ့ message ပို့လို့ရတယ်ပြီးရင်ဒီမှာဆိုရင်ကျွန်တော်တို့ room တွေခွဲထားပြီးတော့ admin ဆိုရင်ဒီ admin authorize ဖြစ်တဲ့ user ကပဲ join လို့ရတယ်ဆိုတော့ဒီ feature တွေလည်းရှိတယ်ပေါ့နော်အဲ့ဒီအတွက်ဒီ socket.io အသုံးပြုပြီးကျွန်တော်တို့ chat app လေးတစ်ခုကျွန်တော်ရေးကြည့်အောင်အဲ့ဆိုရင်ကျွန်တော်တို့ chat app လေးတစ်ခုတိစောက်ကြည့်အောင်ပေါ့နော်အရင်ဆုံးကျွန်တော် client အတွက် browser အတွက် chat app လေးတစ်ခုကိုကျွန်တော်တိစောက်ကြမယ်အဲ့အတွက်ကျွန်တော်ဒီမှာ client အတွက် folder တစ်ခုစောက်လိုက်မယ်ပြီးရင် server အတွက် folder တစ်ခုစောက်လိုက်မယ် client ဆိုရဲကျွန်တော်ထဲမှာ index.html file ကိုကျွန်တော် create လုပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီဟာကို copy ကူးလိုက်မယ်เนาะပြီးရင်ကျွန်တော် code တွေကိုပြန်ရှင်းပြပါမယ်ပြီးရင်ကျွန်တော် server အတွက်လည်း server အတွက်ကြတော့ကျွန်တော်တို့အရင်ဆုံး socket.io ကိုကျွန်တော် install လုပ်ဖို့လိုအပ်ပါတယ်အဲ့အတွက်ဒီမှာ -in-dash-y install socket.io တော့ install လုပ်နေတော့မှဒီ code တွေကို index.js တွေကိုထည့်ပေးထားပါမယ်တော့ client ရဲ့ code လေးတွေကိုကျွန်တော်တစ်ချက်ကြည့်အောင်ဒါကတော့ HTML file တစ်ခုဖြစ်တယ်ဒီမှာကျွန်တော်style လေးတွေနည်းနည်းထည့်ရေးထားတယ်ပြီးရင်ဒီ body မှာ h1 dash ရှိမယ်ပြီးရင်ဒါလေးကိုကျွန်တော်အရင် run ကြည့်လိုက်မယ်เนาะမြင်တောင်လို့ဒီမှာ live server နဲ့ run လိုက်မယ်တကယ်လို့ဒီမှာဆိုရင်အဲ့ live server နဲ့ run ဖို့ကဒီမှာ extension အနေနဲ့ live server ရှိတယ်ပေါ့နော်ဒီဟာလေးကိုကျွန်တော် install လုပ်ထားရင်ကျွန်တော်ရပါတယ်အဲ့အတွက်ကျွန်တော်ဒီဟာကို right click နဲ့ကျွန်တော် live server နဲ့ run လိုက်မယ်ဆိုရင်ကျွန်တော်ဒီလိုမျိုးပေါ်လာတာကျွန်တော်တွေ့ရမလိမ့်မယ်ဒီမှာဆိုရင် connection မရသေးဘူးပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ဒီမှာခေါင်းစဉ်ပါမယ်ဒီမှာကျွန်တော် test ပေါ်မယ့်နေရာရှိမယ်ကျွန်တော် name ရေးလို့ရမယ့်နေရာရယ်ကျွန်တော်ရဲ့ message ရလို့ရမယ့်နေရာရယ် send ဆိုတဲ့နေရာရယ်ကျွန်တော်ရှိမယ်အဲ့ဒါကိုအဲ့အတွက်ဒီမှာခုနကဟို chat box ပေါ်မယ့်နေရာရှိမယ်ကျွန်တော်တို့ import name ရယ် message ရမယ့်နေရာရှိရယ် send ဆိုတဲ့ button ရှိမယ်ဒီမှာကျွန်တော်တို့ script ဆိုပြီး socket.io ကိုဒီမှာ script တက်အနေနဲ့ကျွန်တော်တို့ထည့်ထားတယ်ဒီ library ကို install လုပ်အောင်လို့ပေါ့နော်တကယ်လို့ဒါ react တို့ angular တို့ဆိုရင်တော့ဒီဟာက npm install နဲ့ကျွန်တော်တို့ထည့်လို့ရပါတယ်ပြီးရင်ကျွန်တော်ဒီမှာ script တက်ရေးထားရှိတယ်ဒီလောက်တဲ့ဟာတွေအကုန်လုံးဒီ script တက်ထဲမှာပဲပေါ့နော်အဲ့ဒါကျွန်တော်တို့တစ်ခုချင်းစီကြည့်အောင်ကျွန်တော်ဒီမှာဒီ iowa local host 3000မှာကျွန်တော် run နေပါတယ်ဆိုပြီးတော့ socket object ကျွန်တော်တို့ create လုပ်လိုက်တယ်ပြီးရင်ဒီဟာကတော့ကျွန်တော်တို့ဒီ element ကိုကျွန်တော်ယူထားပါတော့เนาะ id နဲ့ကျွန်တော်ဒီ socket object မှာကျွန်တော် connect ချိတ်ဆက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ load ထုတ်တယ်ပြီးရင် p element create လုပ်တယ် p element create တဲ့ကိုကျွန်တော်တို့ဒီ connect ဖြစ်ပါတယ်ဆိုတဲ့စာသားကျွန်တော်ထည့်လိုက်တယ်ပြီးရင်ဒီ chat box မှာလာပြီးပေါ်အောင်ကျွန်တော်လုပ်ပေးထားတယ်ပေါ့နော်ပြီးရင်ဒီမှာဆိုရင် chat message ဆိုတဲ့ event ပေါ့နော် chat message ဆိုတဲ့ event လာရင်ဒါကတော့ကျွန်တော်တို့ဒီ client ရော server အတူတူဖြစ်ရမယ်ပေါ့နော် server လေးဒီ chat message ဆိုတဲ့ event နဲ့ကျွန်တော်စာပို့လိုက်မယ် client ကလည်း chat message ဆိုတဲ့ event message ရရှိတဲ့အချိန်မှာမလုပ်မလဲဆိုတော့ကျွန်တော်ရရှိပါတယ်ဆိုပြီး log ထုတ်မယ်ပြီးခုနကအတိုင်းပဲကျွန်တော် p element create လုပ်ပြီးတော့ဒီ test message ပေါက်မှာကျွန်တော်ပြမယ်အဲ့လို error တက်ရင်တော့ဒါ error နဲ့ပတ်သက်တဲ့ဟာတွေပါကျွန်တော်တကယ်လို့ connection disconnect ဖြစ်သွားရင်လည်း disconnect ဖြစ်တဲ့အကြောင်းကျွန်တော်ပြမယ်တကယ်လို့ကျွန်တော်ဒီမှာတော့ send message ပေါ့နော်အဲ့တော့ message ပို့တဲ့အချိန်မှာဘာလုပ်မလဲဆိုတာကျွန်တော်ကြည့်အောင်တကယ်လို့ socket.connect ကျွန်တော်တို့ရဲ့ခုနက socket connection ပေါ့နော်ဒီမှာယူထားတဲ့ socket ပေါ့နော်ဒီ connection ကတကယ်လို့မရှိနေဘူးဆိုရင် connected ဖြစ်မနေဘူးဆိုရင်အရင်ဆုံးဒီ connection close ဖြစ်နေပါတယ်ဆိုပြီးတော့ကျွန်တော် return ပြတ်ထွက်သွားမယ်ပေါ့နော်တကယ်လို့connection ရှိနေရဆိုအရင်ဆုံးကျွန်တော်တို့ user name ရဲ့
value ပေါ့နော်ကျွန်တော်ဒီမှာထည့်လိုက်တဲ့ user name ရဲ့ value တွေလို့မရှိဘူးဆိုမောင်လို့ကျွန်တော်ဒီမှာရေးထားတယ်ပြီးရင် message text ကိုကျွန်တော်ယူလိုက်တယ် message text ကိုကျွန်တော် trim လုပ်လိုက်တယ်ပြီးရင်ကျွန်တော် message object အနေနဲ့ကျွန်တော်ပို့လိုက်တယ် user name ကဘယ်သူ text ကတော့ဘာ text ကိုကျွန်တော်ပို့လိုက်ပါတယ်ပြီးရင် socket.emit ဆိုတာကတော့ chat message ဆိုတဲ့ event အမည်နဲ့ဒီ message object ကိုကျွန်တော် server ကိုပို့လိုက်တာပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ရဲ့ input value ကိုကျွန်တော်ပြန်ပြီးတော့ clear ပြန်လုပ်လိုက်တယ်ပေါ့နော်ပြီးဒီမှာenter နှိပ်ရင်လည်း send message ခေါ်လို့ဒီမှာရေးလိုက်ဟာရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော် client ရဲ့ code အကုန်လုံးပါပဲဒီဟာကိုကျွန်တော်ခုနက run ထားတဲ့ဟာမှာကျွန်တော်ကြည့်လိုက်မယ်ကြည့်ပြီးသွားရင်ဒီမှာကျွန်တော်တို့ရဲ့နာမည်ရေးလို့ရတယ်ပြီးရင် message ကိုကျွန်တော်တို့ပို့လို့ရတယ်ဒီမှာကတော့အခုလောလောဆယ် message ပို့လို့မရပါဘူးပေါ့နော်အဲ့ဒါတက်နေပါတယ်ဆိုပြီးတော့ကျွန်တော်လာပြောတယ် server ကိုကျွန်တော် run ကြည့်အောင်ကျွန်တော်ဒီမှာ server ကို run ကြည့်အောင် server ကို run ဖို့အတွက်ကျွန်တော်ဒီမှာဘာမှမရှိဘူးဆိုတော့ node ကျွန်တော် index.js ကိုကျွန်တော် run ကြည့်လိုက်မယ်ဒီမှာဆိုရင် local host 3000မှာကျွန်တော်နားထောင်နေပါပြီကျွန်တော်ဒီမှာတယောက်ချိတ်ဆက်လာတယ်ဆိုပြီးပြရပါတော့ဒီမှာက port 3000မှာကျွန်တော်တို့ listen လုပ်ထားတယ်အဲ့တော့ဒီ code လေးကိုအရင်ကျွန်တော်ရှင်းကြည့်အောင်အဲဆို HTTP server ကိုလိုအပ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ handshake လုပ်တာကအရင်ဆုံး HTTP handshake လုပ်တယ်ပြီးတော့မှ web socket ကို upgrade လုပ်တာဖြစ်ဖို့အတွက်ကျွန်တော် server လိုတယ်တကယ်လို့ express တို့ကျွန်တော်တို့တခြား Fastify တို့ Hono ဆိုတဲ့ဒီ Node.js တဲ့ framework တွေကိုသုံးနေဆိုရင်တော့ဒီတိုင်းအများကြီးပို့ပြီးတော့ရိုးရှင်းပါလိမ့်မယ်ဒီမှာကတော့ရိုး HTTP ကိုပဲသုံးထားဖြစ်တဲ့အတွက်ပေါ့နော်ပြီးရင်ကျွန်တော် socket.io ကိုယူလိုက်တယ်ပြီးဒီမှာ io ကိုကျွန်တော်တို့ဒီမှာ server HTTP server နဲ့ချိတ်ဆက်တဲ့ code ပေါ့နော် origin အနေနဲ့ကတော့အခုလောလောဆယ်အကုန်လုံးခွင့်ပြုထားတယ် method အနေနဲ့ get post ကိုလက်ခံတယ်ဒီမှာဆိုရင်ကျွန်တော်ဒီမှာစရပေါ့နော် on ဆိုတော့ကအရင်ဆုံးစပြီးတော့ connect လာလုပ်ပြီးဆိုရင်ဒီမှာတယောက်ချိတ်ဆက်တယ်ဆိုပြီးကျွန်တော်လာပို့တယ်ပြီးတော့ chat message ခုနကအတိုင်းပဲကျွန်တော်တို့ client မှာလည်း chat message ဆိုတဲ့ event နဲ့တူတူဖြစ်ရမယ်ပေါ့နော် on ဆိုတာကတော့တကယ်လို့ message လာပြီပေါ့နော်ဒီလို on ဆိုပြီးတော့ရေးရတယ် message ဝင်လာတယ်ဆိုရင်ဒီမှာ message လက်ခံရရှိပါတယ်ဆိုပြီးတော့လာတယ်ပြီးရင်ကျွန်တော်ဒီရှိသမျှချိတ်ထားတဲ့လူတွေအကုန်လုံးကိုဒီ chat message ဆိုတာနဲ့ဒီဝင်လာတဲ့ message ကိုပဲပြန်ပို့တယ်ပေါ့နော်ပြီးရင်ကျွန်တော် disconnect ဖြစ်သွားရင်ကျွန်တော်ပြတ်တောက်သွားပါပြီဆိုပြောတယ်ဒါလေးပဲပေါ့နော်ကောက်ကဘာမှကိုtrade တူမရှိပါဘူးကျွန်တော်တော်တော်လေးကိုရိုးရှင်းပါတယ်အဲ့ဒါလေးကိုကျွန်တော်စမ်းကြည့်အောင်အဲ့တော့ခုန run ထားတယ်ဆိုတော့ကျွန်တော် browser မှာဘယ်လိုနေလဲပြန်ကြည့်အောင်ဒီမှာဆိုရင် connected to socket.io ဆိုပြီးတော့ကျွန်တော်ဒီမှာတွေ့နေရတယ်ဒီမှာ101ပေါ့နော်ဒီမှာခုနကကျွန်တော်ပြောတဲ့အတိုင်းပဲ switching protocol ဆိုပြီးတော့ကျွန်တော်တို့ web socket အဖြစ်ကျွန်တော် chain သွားတယ်ပေါ့နော်တကယ်လို့ဒီမှာကျွန်တော်နာမည်ရေးကြည့်အောင်ဒီမှာကျွန်တော်ရဲ့နာမည်ကိုရေးလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာ message ရိုက်လိုက်မယ် message မရိုက်ခင်ကျွန်တော် inspect လုပ်ထားလိုက်မယ်ပေါ့နော်ကျွန်တော် message က hello ဆိုပြီးတော့ကျွန်တော်စမ်းလိုက်မယ်ဒီမှာဆိုရင် object ဆိုပြီးတော့ကျွန်တော်ဖြစ်နေတယ်ဘာဖြစ်လို့ဖြစ်နေရလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်အောင်ကျွန်တော် client ကနေပြီးတော့ဒီမှာကျွန်တော် client ကနေ send message ဆိုတာရှိပါတော့ဒီမှာကျွန်တော် client ကနေ message ပို့တဲ့အချိန်မှာ message object အနေနဲ့ user name နဲ့ tag ဆိုပြီးတော့ကျွန်တော်ပို့လိုက်တယ်အဲ့တော့ server ကနေပြီးတော့ဒီမှာရတဲ့အချိန်မှာကျွန်တော်ဒီမှာပေါ့နော် message ရတဲ့အချိန်မှာဒီ message က object ကြီးဖြစ်နေပေါ့နော် user name လည်းပါတယ် message ဆိုတဲ့ဟာလည်းပါတယ်အဲ့ဒါကိုသူက object လိုက်ကြီးအတိုင်းပြန်ပြီးတော့ပို့လိုက်ပြန် email ပြန်လုပ်လို့အတွက်ကျွန်တော် object ကြီးဖြစ်နေတာပေါ့နော်အဲ့ဒီအတွက်ဒီ object ထဲကနေပြီးတော့ဒီ text ကိုပဲပေါ်ခြင်းနဲ့ဆိုရင် .text ဆိုတာကိုပဲကျွန်တော်ပြန်ပြီးတော့ပို့လို့ရပါတယ်အဲ့ဒီအတွက်.text ဆိုပြီးတော့လည်းပြန်ပို့လို့ရတယ် object လိုက်ကြီးပို့ပြီးတော့ client ဘက်မှာကျွန်တော်တို့ user name ကဘယ်သူ task ကဒီ task ကိုကျွန်တော်ပို့လိုက်ပါတယ်ဆိုပြီးတော့ရေးလိုက်လို့လည်းရတယ်ပေါ့နော်အဲအတွက်အဲ့လိုရေးလိုက်တာပိုကောင်းမယ်ဒီ client ဘက်မှာ on chat message ကရတယ်ဆိုရင်ဒီက message ကနေပြီးတော့ message ကိုဒီတိုင်းပြလိုက်တယ်အမှန်တကယ်တော့ဒီတိုင်းပြမယ်အစားဒီထဲကနေပြီးတော့ task ဆိုတဲ့နာမည်ပြန်မှာပြန်ရိုက်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ hello ဆိုပြီးတော့ပြန်ရိုက်ကြည့်လိုက်မယ်ဒါဆိုတော့ hello ဆိုပြီးပေါ်တာဖြစ်တယ်ရှင်မှာနာမည်ရေးခြင်းရင်တော့ကျွန်တော်ထပ်ပြီးတော့ထည့်လိုက်လို့ရတယ်ပေါ့နော်ဘယ်သူကပို့ပါတယ်ဆိုပြီးတော့အဲ့အတွက်ဒီဟာကိုကျွန်တော်တို့အခုကတော့ client နဲ့ server နဲ့နှစ်ခုပဲ connection ရှိပေါ့နော်အဲ့တော့ကျွန်တော် client နှစ်ခု connect ဖြစ်ထားတဲ့ပုံစံမျိုးလောက်အောင်အဲ့အတွက်ကျွန်တော် new tab တစ်ခုထပ်ဖွင့်လိုက်မယ်ကျွန်တော်ဒီမှာ paste လုပ်လိုက်မယ်အခုဒီမှာဆိုရင်ကျွန်တော်ဒီဘက်မှာလည်း client တစ်ခုဒီဘက်မှာလည်း client တစ်ခု browser နှစ်ခုကနေပြီးတော့ server ကိုကျွန်တော်ချိတ်ဆက်ထားရပါတော့เนาะအဲ့အတွက်ဒီဘက်ကနေပြီးတော့ကျွန်တော်တစ်ခုရိုက်လိုက်မယ်ထားပါတော့เนาะ hello ဆိုပြီးတော့ကျွန်တော်ရိုက်လိုက်ရင်ဒီဘက်မှာလည်းချက်ချင်းလာပေါ်နေတာကိုကျွန်တော်တွေ့ရမှာပါဒီဘက်ကကျွန်တော်ပြန်ပြီးတော့ reply ပြန်လုပ်တယ်ဆိုရင်လည်းဒီဘက်မှာလည်းကျွန်တော်ပြန်လာပေါ်နေမှာပေါ့เนาะအဲ့အတွက်ဒီဟာကဒီ client နှစ်ခုကနေပြီးတော့ server တစ်ခုတည်းကိုချိတ်ဆက်ထားရပါတော့ကျွန်တော်တို့ပုံမှန် Viber app တွေမှာဆိုရင်ကျွန်တော်ဒီလိုပါပဲကျွန်တော်တို့ဒီဘက်ကရိုက်လိုက်တဲ့ဟာကဟိုမှာချက်ချင်းပေါ်တဲ့ပုံစံမျိုးဆိုတာကဒီလိုပုံစံမျိုးပါပဲ
အဲ့ဆိုတော့ကျွန်တော်တို့ဒီ Yotion နဲ့ simple chat app လေးတစ်ခုကိုဘယ်လိုရေးရမလဲဆိုတာကိုကျွန်တော်တို့လေ့လာခဲ့ပြီးဖြစ်တယ်ပေါ့နော်ကျွန်တော်တကယ် lab တွေ app တွေကတော့နည်းနည်းပို့ပြီးတော့ရှုပ်ထွေးပါတယ်ဒါပေမဲ့အခြေခံသဘောတရားကတော့တူတူပါပဲအဲ့ဒါဆိုရင်ကျွန်တော်ဒီ web socket ဘယ်လိုအလုပ်လုပ်လဲဆိုတာ ਨੇ ကျွန်တော် web socket ကိုသုံးပြီးဘယ်လို chat app လေးလုပ်ခဲ့တယ်ဆိုတာကိုကျွန်တော်အခုဗီဒီယိုမှာလေ့လာခဲ့ပြီးဖြစ်ပါတယ်အဲ့ဒီအတွက်တကယ်လို့သဘောကျတယ်ဆိုရင်ကျွန်တော် like နဲ့ subscribe လေးနဲ့တခြားလူတွေကိုလည်း share လုပ်ပေးခြင်းဖြင့်ကျွန်တော်ကိုကူညီပေးလို့ရပါတယ်နောက်ထပ်ဘယ်လိုမျိုးconcept မျိုးကိုလေ့လာခြင်းလဲဆိုတာလည်းအောက်မှာ comment မှာကျွန်တော်ဝင်ရောက်ပြီးတော့ဆွေးနွေးသွားလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်